ဝလာတာစီးကြိုတက်တာထမင်းပြူစားလို့ပါဆိုပြီးအပြစ်တင်နေတာလားထမင်းပကံလေးကတော့သူ့ကိုကြီးအပြစ်လာတင်နေလို့စိတ်မကောင်းဖြစ်နေလောက်ပြီနော်ကွာရမှာတော့အချိုရည်တွေမုံတွေဘာပဲဒီတွေအများကြီးတောက်ပြီးဝလာတော့မှထမင်းပြူလေးကိုကြီးလက်ညှိုးထိုးအပြစ်မတင်ပါနဲ့ဗျာမှန်ပါတယ်ထမင်းဖြူက glycemic index မြင့်လို့သွေးရင်းတကြားဓာတ်ကိုမြန်မြန်တက်စေတာအမှန်ပါဒါပေမဲ့သူတယောက်တည်းစားမှာပါအစာအိမ်ထဲမှာထမင်းပြူချီးပဲဆိုရင်အင်ဇိုင်းတွေကအမြန်ခြေဖြတ်လိုက်လို့တကြားဓာတ်တွေသွေးထဲကိုအမြန်ရောက်သွားတာကသိပ္ပံနီးကြအကြောင်းရင်းပါဒါပေမဲ့ထမင်းဖြူကိုအသားငါးလိုပရိုတင်းကြီးဟင်းသီးဟင်းရွက်လိုအမြင့်ဓာတ်တွေနဲ့မျှတအောင်တွဲစားကြည့်ပါအမြင့်ဓာတ်နဲ့ပရိုတင်းတွေကအစာခြေဖြတ်မှုကိုနှေးကွေးစေပြီးသွေးတွင်းတကြားဓာတ်ရုတ်တရက်မြင့်တက်ခြင်းကိုတားဆီးပေးပါတယ်ဒါကြောင့်ပြဿနာကထမင်းဖြူစားတာမဟုတ်ပဲစားတဲ့ပမာဏနဲ့အချိုးအစားမမျှတာကသာတကယ့်တရားခံအစ်စ်ပါနောက်ဆိုထမင်းဖြူကိုရန်သူလိုမတက်မှတ်ပဲအချိုးအစားမမှန်နဲ့တွဲစားကြပါနော်ကျမ်းမာရေးဗဟုသုတတွေအတွက် Shift Up ကို follow လုပ်ထားပါ